အားလုံးပဲမင်္ဂလာပါ Podcast for Readers ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆီယမခင်စောတဲ့ရေးသားထားတဲ့ဘဝရဲ့အစီအမင်းများစာအုပ်ထဲမှာအပိုင်း၈ဘလိုအပ်တဲ့အရာတွေကိုရှင်းလင်းပြပါဆိုတဲ့ခေါင်းစဉ်လေးကိုပြပြပေးမှာဖြစ်ပါတယ်အပိုင်း၈ဘလိုအပ်တဲ့အရာတွေကိုရှင်းလင်းပြပါဘလိုအပ်တဲ့အရာတွေကိုမကြာခဏရှင်းလင်းဖယ်ရှားပြပါဘာကြောင့်ပါလဲပစ္စည်းမျိုးစုံကိုစုဆောင်းထားတာကမိမိရဲ့အိမ်စိတ်နဲ့ဘဝကိုပါဖေယိုဖေရဲမတတ်မရက်ဖြစ်စေလို့ပါပဲပစ္စည်းတွေစုပုံနေတဲ့အိမ်ဟာအတွေးတွေစုပုံရှုပ်ထွေးနေတယ်ဆိုတဲ့သင်္ကေတကိုပြသခြင်းပဲဖြစ်ပါတယ်မိမိတို့ရဲ့အတွေးတွေကကြည်လင်ဖြစ်တာပြီးတတ်မှတ်နေရပါမယ်ပြီးတော့အသုံးမလိုတဲ့ပစ္စည်းတွေကိုမစုဆောင်းပါနဲ့ဒါပေမဲ့ကျမတို့အားလုံးမလိုအပ်တဲ့ပစ္စည်းတွေကိုတင်စီထားတတ်ကြတာပါပဲမလိုအပ်ဘူးလို့ထင်ပေမဲ့လည်းတစ်ချိန်ချိန်မှာတော့အသုံးဝင်သွားတတ်လို့ပါပဲဒီလိုနဲ့အင်တေးမှာပလင်းတွေဘူးတွေတိုလီမိုလီပစ္စည်းတွေစုပုံလာကြပါလေကျမမှာတော့စာအုပ်တွေနဲ့ပတ်ချဝိုင်းနေပါတယ်တင်ပြလိုက်ရင်မဖတ်ဖြစ်တော့ပါဘူးဖတ်ချင်တာတွေယူပြီးဖတ်လို့ရအောင်လက်လန်းမီယာမှာထားရတဲ့စာအုပ်တွေကအများကြီးပဲစာကြည့်တဲ့တွေကိုတော့လူပါတယ်တင်ထားချင်တဲ့စာအုပ်တွေကလည်းများပါတယ်ကလေးတွေစီမှာရေခဲမုတ်တို့အချိုရည်တို့ထည့်တဲ့ပလတ်စတစ်ခွက်ကလေးတွေကိုလည်းတောင်းထားရပါတယ်ပြိုးပင်ကလေးတွေပြိုးထားဖို့ပါပစ္စည်းတွေများလာတော့လေစိတ်ထဲမှာရှုပ်ထွေးလာရတာအမှန်ပါပဲရှင်းလင်းပြရမှာဖြစ်ပါတယ်ကျမအကြံပေးချင်တာကရံဖန်ရံကားတချို့တော့ပစ္စည်းတွေကိုရှင်းလင်းပြခြင်းကတင့်တော်လျော်ခံတဲ့အလုပ်ပါပဲဒီလိုမှမလုပ်ရင်သူတို့ကစိတ်ကိုလွှမ်းမိုးလာပြီးပင့်ကိုမြင်တွေလိုပိုပြီးရှုပ်ထွေးနောင်ဖွဲ့လာတော့မှာပါအပိုပစ္စည်းများကိုရှင်းလင်းပြခြင်းကအသုံးမဝင်တဲ့ပစ္စည်းကျိုးပဲ့နေတဲ့အရာရက်လွန်နေတဲ့ပစ္စည်းမတန့်ရှင်းတဲ့ဘူးခွက်တွေပိုနေတဲ့အရာတွေနဲ့ရုပ်ဆိုးကြီးတန်တဲ့ပစ္စည်းတွေကိုစွန့်ပစ်ဖို့အခွင့်အရေးတစ်ခုရတာပဲဖြစ်ပါတယ်တကယ်တော့မိမိတို့အိမ်မှာအသုံးမဝင်တဲ့ပစ္စည်းဘလာမပတဲ့ပစ္စည်းတွေမထားပဲကောင်းပါတယ်ဘလိုအပ်တာတွေကိုစွန့်ပစ်လိုက်ခြင်းကမိမိကိုအားသစ်အင်တစ်စေတယ်လို့စိတ်ကိုလည်းကြည်လင်စေပါတယ်ဘလိုအရာတွေကိုထားတင်တယ်လဲဘလို့အရာတွေကိုဖယ်ရှားတင်တယ်ဆိုတာကိုလည်းတတိရှိရှိနဲ့စုဆောင်းတတ်သွားပါတယ်အောင်မြင်နေတဲ့သူတွေနဲ့ရည်တည်ထဲမှာအားစိုက်ရုန်းကန်နေရပြီးအရာမရောက်တဲ့သူတွေရဲ့ခြားနာချက်ကိုလည်းတတိပြုမိပါတယ်အင်အားအပြည့်နဲ့ချုံးမွေစွာရှောက်လန်းနေသူတွေကဘလို့ရတဲ့အရာတွေကိုထုတ်ပယ်ပစ်ဖို့ဖျို့ဖျဲဖြစ်နေတာတွေကိုရှင်းလင်းပစ်ဖို့ဆိုတဲ့အရေးအချင်းရှိတဲ့သူတွေဖြစ်ပါတယ်။လေရင်ပြေးလန်းကြောင်းပေါ်မှာပဲပြေးနေပြီးခေါင်းငယ်ကိုပြန်မတက်နိုင်ပဲဒုက္ခရောက်နေတဲ့လေရင်လိုတချို့လူတွေကဈေးပေါ်ပေါ်ရလို့ဝယ်ခဲ့တဲ့ပစ္စည်းတွေကိုအထုတ်လိုက်တင်ထားတတ်ပါတယ်။အသုံးမဝင်တဲ့ပစ္စည်းတွေကိုလွတ်မပြည့်ရဲ့ပဲဘီယိုထဲမှာခွင့်မကြည့်တော့ပဲထည့်ထားကြတယ်။အန်ဆွဲတွေထဲမှာလည်းပစ္စည်းအကျိုးပဲတွေအပြည့်နဲ့ပါပဲ။အဝတ်စားဘီယိုတွေထဲမှာလည်းမဝတ်တော့တဲ့အဝတ်စားတွေfashion တယောက်သွားလို့ဘယ်တော့မှဝတ်ဖို့စိတ်မကူတော့တဲ့အဝတ်စားတွေကိုအပြည့်ထည့်ထားတတ်ကြပါတယ်သူတို့ရဲ့စိတ်ချတွေကိုခမန်းကြည့်လို့ရပါတယ်ဝတ္ထုတစ်ပုဒ်ထဲမှာလက်ထပ်ဖို့ပြင်ဆင်ထားပြီးမှရောက်မလာတဲ့သူတို့သားကိုနာကြီးစိတ်နဲ့သူတို့သမီးကပြင်ဆင်ထားတဲ့အိတ်ခမ်းအိုးအစာဧည့်သည်တွေကိုအခမ်းဖို့ပြင်ဆင်ထားတဲ့ပစ္စည်းတွေကိုဒီတိုင်းထားပြီးနေ့စဉ်နာကြီးစိတ်ဒေါသဖြစ်တဲ့စိတ်ဖြက်အားငယ်တဲ့စိတ်ကလေးစားချေလို့တဲ့စိတ်တွေနဲ့ပြတ်တန်းခဲ့တာနှစ်ပေါင်းရှည်ကြာစွာပါပဲသူ့ဘဝကြီးကလေးလံခိုင်မိုင်းလာပါတယ်ဒါတွေအလုံးကိုစွန့်ပစ်ပြီးလူသစ်စိတ်တဲ့နဲ့နေလိုက်မယ်ဆိုရင်ဘလောက်တာယာလိုက်မလဲလို့ကျွန်မတွေးမိပါတယ်ဘလူအပ်တာတွေကိုရှင်းလင်းပစ်တာနဲ့အတူကိုယ်စိတ်နှစ်ပါးပေါ်ပါစီခြင်းဆိုတဲ့အကျိုးဆက်ကပါလာပါတယ်စာဖတ်သူတို့
အိမ်မှာနေရာပိုရသွားစေပါတယ်ပြီးတော့နေရာတိုင်းမှာပစ္စည်းတွေစုပုံနေတဲ့အတွက်လွမ်းမိုးခံနေရသလိုခံစားနေရတာကိုလည်းထုတ်ပယ်ပြစ်နိုင်တဲ့အပြင်ပုံမှန်တက်တောက်တက်တာရှိသွားစေပါတယ်နောက်ဆုံးပေါ်အိမ်ထောင်ပြိပေါ်ကားတွေနဲ့ဖိတ်တောက်ပြီးစတိုင်နဲ့နေရမယ်လို့မဆိုလိုပါဘူးကျမအကြံပြုချင်တာလေတစ်ခုကစာဖတ်သူအတွက်ဘာတွေရှုပ်ထွေးနေတယ်ဆိုတာသိလို့ရင်ဗီဒီယိုပေါ်တွေမှာရှာဖွေကြည့်ပါဘလိုရတော့တဲ့ပစ္စည်းတွေတွေ့ရင်တန်ရောစင်ဖြတ်ပြီးရှင်းလင်းထုတ်လိုက်ပါတော့စာဖတ်တွေရဲ့စိတ်လည်းရှင်းလင်းကြည်လင်သွားပါလိမ့်မယ် Prune your stuff frequently တင်ရဲ့မလိုအပ်တဲ့အရာတွေကိုမကြာခဏဖယ်ရှားပစ်ပါအားလုံးပဲကျွန်တော်ရဲ့ podcast လေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်